ตายาเรนี่พี่จ้าฟาเซโลอาลงကိုနေဦးမေချန်နယ်ကနေမှတဖန်ပြန်နေပြီးကြိုဆိုပါတယ်ဒီနေ့ကတော့ပထမအဆုံးအနေနဲ့ကချင်ပြည်နယ်စစ်ရေးသတင်းလေးကိုနည်းနည်းလေးပြောပြချင်တယ်ဘုံမောကိုဒီဇင်ဘာလ24ရက်နေ့မှာတခါမှထိုးစစ်ဆင်ခဲ့တယ်ဒီဇင်ဘာလ24ရက်နေ့ကနေမှဒီဇင်ဘာလ26ရက်နေ့ဆိုလို့ရှိရင်စစ်ခွေးတွေရဲ့ခလာရ49နဲ့အတူစခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ပြီးတော့တိုက်ပွဲကြီးကြီးတော့မရှိဘူးဒါပေမဲ့ခွေးတွေဘက်ကနေတော့ drone တွေလေယာဉ်တွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတော့ရှိခဲ့တယ်ဒါပေမဲ့နှစ်ဖက်တိုက်ပွဲကြီးကြီးကျယ်ကျယ်တော့မဖြစ်ခဲ့ဘူးစခန်းတစ်ခုတိုက်ခိုက်သိမ်းပိုင်ပြီးတဲ့နောက်ပိုင်းမှာဒီကတာကိုတိုက်ပွဲဆင်ခဲ့တာကဒီဇင်ဘာလ28ရက်နေ့ဖြစ်တယ်အခုမနေ့ကဇန်နဝါရီလ14ရက်နေ့မနေ့6နာရီခွဲကနေမှဘုံမော်မှာတိုက်ပွဲတစ်ခါပြန်မှပြင်းထန်လာခဲ့ပြီမနေ့ကမနေ့6နာရီခွဲမှာစခဲ့တဲ့ဒီတိုက်ပွဲထဲမှာထပ်ပရ933ရဲ့ဝင်းမှာရှိတဲ့အဓိကခြေကုပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ပြီးလို့ရှိရင်စစ်ခွေးအကောင်20လက်နဲ့ချအညံ့ခံလာခဲ့တယ်ဆိုတာကိုသိရတယ်ဆိုတော့အခုကျွန်တော်တို့ဗီဒီယိုတော်တော်လေးနားထောင်ကြည့်အောင်နော်ဒီလိုတော့ကောင်းပါနော်ဒီနေ့လာခင်ဗျာဆက်ပြီးတူဒီမှာဒီလူတွေမကြိုက်တာလို့ကလေးငါတို့ဗီဒီယိုမရှိဘူးနော်လူချင်းချင်းမတတ်ဘူးစစ်ကောင်းဆောင်ရဲ့အာနာရှင်စုကိုမကြိုက်တော့ငါတို့တုံးနံတာအခုမင်းတို့ကလေးကလူတွေအများကြီးပါတယ်ဟုတ်လားဟိုမှာဒီရက်အကုန်လုံးငါတို့တပေါင်းစုအခုဒါကတော့ဘုံမော်ကနေမှဖန်စီရရှိထားတဲ့စစ်ခွေးတွေဖြစ်တယ်ဆိုတော့အခုဒီထဲမှာကြားရတယ်နော်ဘာကြောင့်မို့နင်းတို့ခေါင်းမာနေတယ်လဲကျတို့ဒီကပြည်သူတွေကိုဒုက္ခပေးတဲ့သူတွေမဟုတ်ဘူးလို့ပြောတယ်စစ်ခွေးအကောင်20ကတော့လက်နဲ့ချအညံ့ခံလာခဲ့တယ်ဆိုတဲ့အကြောင်းကိုသိရတယ်ဘုံမော်မှာတိုက်ပွဲဖြစ်တိုင်းရှမ်းမြောက်မှာ TNLD နဲ့အမြဲတမ်း KIA တွေပြဿနာဖြစ်တယ်2024ဘုံမော်ကိုတိုက်ပွဲစလာတဲ့ဒီဇင်ဘာလမှာပဲ TNLD နဲ့ပက်ဆက်ပြဿနာဖြစ်ခဲ့တယ်ဒါတော့ကျွန်တော်တို့ပြည်သူလူထုတွေလည်းအားလုံးသိပြီးသားဖြစ်တယ်ဗမော်ငိမ့်သွားတဲ့အခါမှာ TNLD နဲ့ KIA တွေရဲ့ပြဿနာတွေလည်းငြိမ်သွားခဲ့တယ်ဒီဇင်ဘာလ24ရက်နေ့တုန်းကခလာရ40ခရစ်ကိုတိုက်ခတ်သိမ်းပိုက်ဖို့ရတော့ပြင်ဆင်တိုက်ပွဲဝင်ခဲ့တဲ့နေ့မှာပဲရှမ်းမြောက်မှာလည်းပြဿနာဖြစ်ခဲ့တယ်စခန်းတစ်ခုကိုသိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ TNLD နဲ့ကျွန်တော်တို့ KIA တွေပြဿနာပြန်ငြိမ်သွားခဲ့တယ်ဆိုတော့မနေ့ကဇန်နဝါရီလ14ရက်နေ့မှာဘုံမော်မှာတိုက်ပွဲဆက်လက်ပြီးတော့ပြင်းထန်ခဲ့တယ်တစ်ချိန်ထဲမှာပဲရှမ်းမြောက်မှာပြဿနာပြန်ဖြစ်ခဲ့တယ်မိုးမိတ်ကို TNLD ဘက်ကနေမှစစ်ခွေးခေါ်လာတာတော့အားလုံးသိပြီးသားဖြစ်တယ်ဒါပေမဲ့မိုးမိတ်ရဲ့အပြင်ဘက်မှာက KIA နဲ့ပူးပေါင်းတော်လှန်ရေးတွေရှိတယ်ဆိုတာလဲကျွန်တော်တော်လှန်ရေးတွေအသိဖြစ်တယ်မနေ့ကနေ့လေကစပြီးတော့မိုးမိတ်ရဲ့အပြင်မှာရှိနေတဲ့ KIA ကဒီမိုးမိတ်ကိုတိုက်ပွဲဝင်ဖို့ရအတွက်ပြင်ဆင်နေကြတဲ့အချိန်မှာ TNLD ကပြဿနာလာရှာတဲ့အတွက်ကြောင့်မနေ့ညအထိတော့ TNLD နဲ့ KIA ဟာစစ်ရေးတင်းမာနေတယ်ဆိုတဲ့အကြောင်းသိရတယ်။ဗမော်နဲ့ TNLD ကမမြင်ရတဲ့ကြိုးတွေများခြိထားကြသလားတော့မသိဘူး။ဘာကြောင့်လဲဆိုတော့ဗမော်မှာတိုက်ပွဲဖော်ဆောင်တိုင်းရှမ်းမြောက်မှာပြဿနာဖြစ်တယ်ဆိုတာကိုတော့သိရတယ်။နော်ဒါလည်းအော်ဆရာတော့ကောင်းတာပေါ့။စစ်ခွေးတွေကအရင်တုန်းကတက်ပိုးပြီးမှဒီလေရင်ဘုံကျဲတာတွေပြုတ်လုံနေတယ်ဒါကြောင့်ပြည်သူလူထုတွေအားလုံးလည်းတတ်နိုင်တဲ့နေရာကနေမှဆူတောင်းချင်အဖြစ်ပါဝင်ရအောင်လို့အရောက်စီတိုင်းကိုဖိတ်ခေါ်ချင်တယ်နော်ပြီးတော့အခုကျမတို့နောက်တင်းတစ်ပုတ်အနေနဲ့ကတော့ဗီဒီယိုတိုတိုလေးကိုအရင်နားထောင်ကြည့်အောင်နော်လူငယ်ကြားထဲမှာလည်းဟိုတစ်ဖက်မှာတိုက်ပွဲဝင်နေကြတဲ့လူငယ်တွေရှိသလိုတစ်ဖက်မှာလည်းငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့လူတွေရှိရဆိုတော့သိစေချင်တယ်လူတွေ PDF လူငယ်လေးတွေရှိတယ် EA ကိုခေါင်းစဉ်အောက်မှာနေတဲ့လက်နက်ကင်တိုင်းသားလက်နက်ကင်လူငယ်လေးတွေရှိတယ်အဲ့ဒီလူငယ်တွေနှစ်ဖွဲ့လုံးကယုံကြည်ချက်နောက်ကိုလိုက်တယ်။ဘာလို့ယုံကြည်တာလဲမင်းဆက်အာဏာရှင်ချုပ်ငင်းရေးအတွက်သူတို့တိုက်ပွဲဝင်နေဆိုတဲ့စကားလုံးနောက်ကိုလိုက်တယ်။အဲ့ဒီစကားလုံးကတကယ်တော့မှန်လားမေးရင်သူတို့စိတ်ထဲမှာမှန်တယ်လို့ထင်ကောင်းထင်နေတယ်။ဒါပေမဲ့ဆက်အာဏာရှင်ချုပ်ငင်းရေးဆိုတဲ့စကားလုံးသုံးလိုက်တဲ့အခါတိုင်းမှာသူတို့မသိတာကသူတို့ကိုယ်တိုင်တနက်ကင်ထားတယ်။သူတို့ကိုယ်တိုင်တနက်ကင်ထားရင်သူတို့ကိုယ်တိုင်စစ်အာဏာရှင်ဖြစ်လာတယ်။အဲ့တော့သူတို့ကိုယ်သူတို့မေ့တယ်။သူတို့စိတ်ထဲမှာဆက်အာဏာရှင်လို့ပြောရင်တတ်မတော်ဘူးမျိုးလုံးနဲ့ပြင်းမြင်တယ်။အဲ့တော့စစ်အာဏာရှင်ဆိုတာသူတို့ကိုယ်တိုင်လည်းဖြစ်နေတယ်။အဲ့ဒါကိုအဲ့ကလေးတွေကလူငယ်တွေကမေ့တယ်။သူတို့စိတ်ထဲမှာဆက်အာဏာရှင်ဆိုတက်မတော်ကိုတိုက်ရမယ်လို့မြင်တယ်ဆိုတော့တက်မတော်ကိုသူတို့ရန်သူလို့မြင်တယ်အဲ့မှာလဲ18ကနေ35တွေအများကြီးပါတယ်18အောက်တွေလည်းတပြုံကြီးပါတယ်အဲ့ဒီအိမ်တစ်ဆင့်ဒီဘက်ကိုရောက်လာတယ်ဒီဘက်ကကျတော့ငင်းချိုင်း forum မှာဆွေးနွေးနေတဲ့လူတွေဒါလည်းသူတို့နိုင်ငံသားလူငယ်တွေပဲခင်ဗျားတို့ပြည်သူလူတွေအေးစနတ်ကြည့်မယ်ဆိုဒီမှာတနက်ကင်ပြီးတော့စစ်တပ်ကိုပြန်တိုက်ပြီးတော့တိုက်ပါတယ်လို့ပြောပြီးတော့လမ်းပေါ်တက်ပြီးတော့ဟိုလူတနက်ပြဒီလူတနက်ပြချင်းချောက်နေတဲ့လူငယ်တွေနဲ့ငင်းချိုင်းဆွေးနွေးပွဲစကားဝိုင်းထဲမှာဝင်ပြီးတော့သူတို့ရဲ့ငင်းချိုင်းအတွေ့အခေါ်ယူဆိုင်ဆွေးနွေးနေတဲ့လူငယ်တွေကဘသူ့အနာဂတ်ကပိုလှတယ်ဒါသိဖို့လိုတယ်ပြီးတော့ခင်ဗျားတို့ကိုယ်တိုင်လေခင်ဗျားတို့တာသမီတွေပြန်ကြည့်ဖို့လိုတယ်ငါတို့တာသမီတွေတော့တော်ရဲမှာမှ
ဘယ်သူနဲ့တိုက်နေမှမသိဘဲနဲ့တေတော့မယ်မကြရင်တချို့လူတွေတာသမီကြောင့်ဟိုမှာကြည့်ပါဦးညီချင်းစကားဝိုင်းတော့ဝင်ဆွေးနေတာမျက်နှာလေးပြုံးလို့ရှင်လို့ဘဲသူတာသမီကပို့ပြီးတော့စိတ်ချမ်းသာတရားကောင်းပြီးဘဲသူတာသမီအနာကပို့လှသွားတယ်ဒါကြောင့်အဲ့ဒါကြောင့်ဘိုးချုပ်ကြီးမနေ့ကပြောတယ်ပညာဆိုအဲ့ဒါကိုပညာတတ်ဖို့လိုတယ်စာတတ်ဖို့လိုတယ်ပညာတတ်ဖို့လိုတယ်ဘလောက်ပဲကျွန်တော်စေရနာထားပြောပြစေရနာကိုမမြင်တဲ့အခါကျတော့အမုန်းတရားတွေသိကြီးသွားတဲ့အခါကျတော့စေရနာစကားပြောတဲ့ရံဘက်ကတွေးတယ်ကို့တွေးနဲ့ကိုပြန်တတ်တယ်ဖြစ်သွားတယ်ဗျလူငယ်တွေအဲ့တော့ကျွန်တော်သိနှမျောတယ်ဒီငင်းငင်း forum မှာတွေ့တဲ့လူငယ်လေးတွေကိုကြည့်ပြီးတော့အားတက်မိသလို PDF ဖြစ်သွားတဲ့လူငယ်လေးတွေတိုင်းရင်းသားလက်နက်ကင်လူငယ် PC ပေါက်စာလေးတွေသူတို့ရဲ့အနာဂတ်ကိုသူတို့မတွေးမိပဲနဲ့လက်နက်ကင်ပြီးတော့ဘဝကြီးဖြစ်နေတာကြီးကိုသူတို့ကသူတို့မှန်တယ်လို့ထင်နေတာကိုတွေးပြီးစိတ်မကောင်းလို့ဖြစ်တယ်ဒီလူငယ်တွေကိုလည်းကျွန်တော်တို့ညီချင်းဆွေးနွေးပွဲတွေမှာပါဝင်လာစေခြင်းနဲ့ beauty လူငယ်တွေကိုလည်းတိုင်းပြည်ရဲ့ကြာရခန်းကဏ္ဍတစ်ထောက်တနေရာမှာဝင်ရောက်ပြီးတော့ပါဝင်ပြီးတော့တိုင်းပြည်ကြီးဆောင်ရေးမှာပါဝင်စေခြင်းနဲ့စိတ်ပဲကျွန်တော်ရှိတိုင်းသားလူငယ်တယောက်ကသူခေါင်းထဲမှာရှိနေတာဗမာစစ်တပ်ကငါတို့ဘယ်လိုနဲ့ကြည့်နေဆိုတဲ့စကားလုံးကိုညာတိုင်းအိယာဝင်ပုံမျိုးလိုမျိုးသူတို့သားသမီးကိုပြောတယ်အဲ့တော့သူတို့သားသမီးက PC ပေါက်စားလေးတွေဦးဝဲဆိုတဲ့အရွယ်တွေကနေစပြီးတော့ညအိယာဝင်ပုံမျိုးနဲ့မှာဗမာမုံဒီဝါဒဗမာစစ်တပ်စစ်အာဏာရှင်ဒီစကားလုံးအသုံးလုံးတွေကိုထပ်တလဲလဲပြောနေမဲ့အစားပညာတက်အောင်သင်ပြီးတော့တနေ့တစ်ချိန်မှာတို့ဒေသအကျိုးပြုတဲ့လူငယ်ဖြစ်အောင်ကြိုးစားပညာတက်အောင်သင်ဒီလိုလေးလှည့်ပြောဖို့လိုတယ်ကိုမုံတရားတွေနဲ့ကိုသားသမီးကိုမီးမရှို့နဲ့တုံမီးရှို့ပြီးမလုပ်ဖို့လောင်မြိုက်အောင်မလုပ်ဖို့လိုတယ်ဆိုတော့အခုကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအခုခွေးတွေကတော့ Youth Peace Forum ကိုကျင်းပကြတယ်3ရက်ပေါ့နော်လူငယ်တွေရဲ့ forum ဖြစ်တဲ့အတွက်ကြောင့်လူငယ်တွေလာတက်ကြတယ်ဆိုတော့အခုဒီထဲမှာခွေးကြော်မျိုးမင်းကတော့ခွေးကြော်ဖို့ပြောတဲ့စကားနဲ့တစ်ထပ်သေးပဲနော်တစ်ထပ်သေးပဲဆိုတော့အခုဒီ Youth Peace Forum ထဲမှာငြိမ်းချမ်းရေးလာဆွေးနွေးသွားတဲ့လူငယ်တွေရှိနေတယ်လို့ပဲ PDF တွေနဲ့ဒီ EROD ရဲ့လက်အောက်ထဲမှာရှိနေတဲ့လူငယ်လေးတွေကို तू ကရှင်းပြသွားတယ်အခုဒီထဲမှာ तू ပြောသွားတာကဒီလူငယ်လေးတွေကငိမ့်ချရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားတယ်ပျော်ပျော်ရွှင်ရွှင်ရီရီမောမောနဲ့ဆွေးနွေးသွားတယ်ပြီးလို့ရှိရင်ဒီမှာ PDF တွေကိုလည်း तू ကဆွေးနွေးစေချင်တယ်လို့ပြောတဲ့အခါမှာကြွကနေပြောချင်တာကဆွေးနွေးတာတော့ဟုတ်ပါပြီနင်တို့စစ်ခွေးတွေဆွေးနွေးတာနေ့တိုင်းဆွေးနွေးကြတယ်ဘယ်ဟာကအကောင့်ထဲပေါ်သွားကြတယ်လဲ NCA ကိုလည်း10နှစ်ပြည့်အောင်ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်ဘယ်ဟာအကောင့်ထဲပေါ်လာတယ်လဲဒီထဲမှာကြော်မျိုးမင်းပြောသွားတာက PDF လူငယ်လေးတွေ ERO အောက်မှာရှိနေတဲ့လူငယ်လေးတွေလည်းစစ်အာဏာရှင်ဆိုလို့ရှိရင်စစ်ခွေးတွေကိုပဲထင်ကြတယ်သူတို့ကိုယ်တိုင်လက်နက်ကင်ထားတာကိုသူတို့မေ့ကြတယ်လို့ပြောတယ်လက်နက်ကင်တိုင်းစစ်အာဏာရှင်မဟုတ်ဘူးနိုင်ငံတိုင်းထဲမှာစစ်တပ်ရှိတယ်စစ်တပ်လို့ပြောမှတော့လက်နက်ကင်ရမှာပေါ့မဟုတ်ဘူးလားဒါပေမဲ့သူများနိုင်ငံကစစ်သားတွေလက်နက်ကင်တာနဲ့နင်းတို့စစ်ခွေးတွေလက်နက်ကင်တာနဲ့တူသလားဆိုတော့အခုဒီထဲမှာတော့ကြောက်မထည့်ဘူးသူပြောသွားတာကကျောတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေလည်းအင်မတန်မှအရေးကြီးတယ်အခုမြန်မာနိုင်ငံတစ်ခုထဲမှာပဲဒီလိုမျိုးတပုံတွေရှိကြတယ်တခြားတော့အိမ်နီးချင်းနိုင်ငံတွေထဲမှာတော့တပုံမရှိဘူးလို့ပြောတယ်အိမ်နီးနားချင်းနိုင်ငံဒီထဲမှာတပုံမရှိတာကိုမြင်တယ်ဆိုလို့ရှိရင်အိမ်နီးချင်းနိုင်ငံစစ်တပ်တွေပြည်သူလူထုတွေကိုမငင်းဆဲဘူးဆိုတာရောနင်တို့မမြင်နိုင်ဘူးလားဆိုတော့အခုဒီထဲမှာပြောသွားတာကဒီနေ့ဒီ PDF လူငယ်တွေကလက်နက်ကင်ပြီးတော့စစ်အာဏာရှင်ချုပ်ငြိမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတွားပြီးတော့စစ်ခွေးတွေကိုတိုက်ကြတယ်သူတို့ကိုယ်တိုင်လက်နက်ကင်ထားတဲ့သူတွေဖြစ်တယ်လက်နက်ကင်ထားတဲ့သူတွေကစစ်အာဏာရှင်ဖြစ်တယ်ဆိုတော့ကိုသူတို့မေ့သွားကြတယ်လို့ပြောတယ်ဒီနေ့ PDF လူငယ်တွေအရင်ပေါ်လာတာလားနင့်တို့စစ်ခွေးတွေအာဏာအရင်သိမ်းလိုက်တာလားခွေးကြဖို့ Youth Peace Forum ထဲမှာသူပြောသွားတာလေ PDF တွေကို NUG CRPH ကနေမှမြောက်ထိုးပင်းကိုလုတ်ပေးတဲ့အတွက်ကြောင့် PDF ဆိုတာပေါ်လာတယ်လို့ပြောတယ်ဆိုတော့အခုကျမတို့အစဉ်တိုင်းကိုကြည့်မယ်ဆိုလို့ရှိရင် PDF ဆိုတာဟာအရင်တော့ကဘယ်သူကြားခဲ့ဖူးတယ်လဲဘယ်သူကများတနေ့ကျငါ PDF လုပ်မယ်လို့ရေရွယ်ထားတဲ့လူဘယ်သူရှိတယ်လဲ21ပြည်သူလူထုဒီလက်သုံးချောင်းပဲထောင်တဲ့ချိန်မှာနင်တို့အာဏာသိမ်းပြီးတော့ပြည်သူတွေကိုရက်ဆက်တပ်ပစ်လာတဲ့အတွက်ကြောင့် PDF ဆိုတာပေါ်ပေါက်လာခဲ့ပြီ PDF ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာမှ NUG တွေပေါ်ပေါက်လာတယ်ဆိုတော့NUG က PDF ရဲ့နောက်မှာမှပေါ်လာတဲ့ဥစ္စာကိုဘယ်လိုနည်းနဲ့ NUG ကနေမှ PDF တွေကိုမြောက်ထုတ်ပင့်ကိုလုပ်ပြီးမှနင်တို့စစ်ခွေးတွေကိုတိုက်ရမှာလဲသူတို့တိုက်ပြီးတဲ့နောက်ပိုင်းမှာမှ NUG ဆိုတာပေါ်ပေါက်လာတာမဟုတ်ဘူးလား PDF ဆိုတာဟာနင်တို့စစ်ခွေးတွေရဲ့ဖိနှိမ့်တံကိုမခံချင်လို့ထွက်လာခဲ့တဲ့လူငယ်လေးတွေမဟုတ်ဘူးလားလက်နက်ကင်တိုင်းဖက်စစ်တပ်ဆိုလို့ရှိရင်ကဘာပေါ်မှာရှိတဲ့စစ်တပ်တိုင်းဟာဖက်စစ်တပ်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့နင်တို့ခွေးတောင်စားတွေကလွဲရင်ဘယ်သူကမှဖက်စစ်တပ်မဟုတ်ဘူး PDF ဆိုတာဟာ
နင်တို့စစ်ခွေးတွေပြည်သူလူထုတွေကိုညင်ပန်းနှိပ်စက်တဲ့အတွက်ကြောင့်ပြည်သူတွေကိုကာကွယ်ဖို့ရအတွက်ဖက်စစ်တပ်ကိုချေမုန်းဖို့ရအတွက်စစ်အာဏာရှင်မို့လို့လက်နက်ကင်တာမဟုတ်ဘူးနင်တို့ဘာတန်သေးတာတွားခဲ့တယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့တော်လန်ရဲဒီဘက်ကနေမှနင်တို့ကိုစစ်အာဏာရှင်တို့ပြောမှာမဟုတ်ဘူးနင်တို့စစ်အာဏာရှင်ဖြစ်လို့ပဲနည်းနည်းလေးမားလိုက်တာနဲ့တယောက်ပြီးတယောက်ကောက်ပြီးမှနင်တို့ထောင်ထဲပို့လိုက်တယ်ခွေးကြဘူးကနေမှပြုံးစီလောက်ပြီးမှနောက်မှာဘလောက်အထိအကြံအစီတွေပက်ပက်ဆက်လုံနေတယ်လေဆိုတာနင်တို့မသိဘူးလားဒီနေ့ကျတို့တော်လာရဲလောက်တာဟာစစ်ခွေးပပျောက်ဖို့အတွက်ဖြစ်တယ်စစ်အာဏာရှင်ချုပ်ငင်းရေးဖြစ်တယ်စစ်အာဏာရှင်ကိုပဲချုပ်ငင်းချင်တယ်နင်တို့စစ်ခွေးတွေကိုကျတို့လက်နဲ့ချပါလို့အရင်တော့မပြောဘူးနင်တို့ရဲ့စစ်တပ်ထဲကိုပဲတွားပါနိုင်ငံထဲမှာဝန်မရှုပ်ပါနဲ့လို့ပဲပြောတယ်ဒါပေမဲ့နင်တို့စစ်ခွေးတွေလက်မခံဘူးလေလက်မခံလို့ပြည်သူတွေကိုတပ်ဖြတ်နေတဲ့အတွက်အကြောင်းဒီနေ့ကျတို့လက်နက်ကင်တာနင်တို့ကြောင့်ဒီနေ့ PDF ဆိုတာပေါ်ပေါက်လာတာနင်တို့ကြောင့်ပဲဒီနေ့မြန်မာနိုင်ငံမအေးချရတာငိမ့်ချရဲကိုလုံမဲ့လူငယ်လေးတွေပညာတတ်မဲ့လူငယ်လေးတွေပါရဂူတွေဖြစ်မဲ့လူငယ်လေးတွေဌာနအတီးတီးထဲမှာနိုင်ငံရဲ့အလုပ်ကိုလုပ်ရမဲ့လူငယ်လေးတွေအားလုံးဟာတောထဲထွက်ပြီးတော့ဒုက္ခဆင်းရဲမျိုးစုံခံပြီးတော့လက်နက်ကင်တာဟာနင်တို့စစ်ခွေးတွေကြောင့်ဖြစ်တယ်နင်တို့စစ်ခွေးတွေဒါဘာတမ်းမှာနင်တို့ရဲ့စစ်တပ်ထဲမှာနေတယ်ဆိုလို့ရှိရင်ဘယ်လူငယ်ကမှလက်နက်ကင်စရာအကြောင်းမရှိဘူးဒီကလေးတွေဟာတနေ့ကျရင်ငါလက်နက်ကင်ရမှာပဲဆိုတာအိမ်မက်ထဲမှာတော့မက်ကြမှာမဟုတ်ဘူးနင်တို့ခွေးတွေကြောင့်ဖြစ်နေတယ်ဆိုတော့အခုဒီထဲမှာ तू ပြောသွားတာကအခုမိဘတွေလည်းတိဖို့လိုအပ်တာက Youth Peace Forum ထဲမှာပါဝင်နေတဲ့သူတွေကပြုံးလေးနေပေမဲ့ကိုယ့်ရဲ့သားတွေကတော့နော်ဘသူကိုတိုက်နေမှမသိဘဲနဲ့တိုက်ပွဲလုပ်နေတယ်ဘသူရဲ့အနာဂတ်ကပိုလာနေတယ်လေလို့ပြောတဲ့အခါမှာအခု Youth Forum ထဲမှာဝင်နေတဲ့ကလေးတွေသူတို့လည်းဆွေးနွေးကြလိမ့်မယ်ဒါပေမဲ့ဆွေးနွေးတိုင်းတာနင်တို့စစ်ခွေးတွေအကောင်အထည်ပေါ်ပေးခဲ့တယ်ဆိုလို့ရှိရင်ဒီနေ့မြန်မာနိုင်ငံအေးချမ်းတာကြားလာပြီ NCA နဲ့ပတ်သက်ပြီးတော့ကျွန်မအတန်ပြောတယ်နိုင်ငံသားအချင်းချင်းတိုင်းခုနှစ်တိုင်းနဲ့ပြည်နယ်ခုနှစ်ခုထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေအားလုံးဟာသူ့နေရာနဲ့သူအဆင်ပြေနေကြတယ်ဒါကိုဘာကြောင့်မို့10နှစ်အထိဆွေးနွေးရင်တောင်မှတခုမှအပြေမထွက်တာလေဒီနေ့လက်နက်ကင်နေတဲ့လူငယ်လေးတွေဟာနင့်တို့ကိုလူလိုပြောလို့မရတဲ့အတွက်ကြောင့်လက်နက်နဲ့နင့်တို့ကိုဆုံးမနေကြတယ်ဆိုတော့ဘုဒ္ဓရဲ့အနာဂတ်ကပို့ပြီးမှလှပနေတယ်လေလို့နင်းမဲတယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့ PDF လူငယ်လေးတွေရဲ့အနာဂတ်ကိုပဲနင့်တို့မကြည့်နဲ့နင်တို့ခေါ်ထားတဲ့စစ်ခွေးမလောက်ချင်ပဲနဲ့နင်တို့ပေါ်သားတွေအတင်းအတမဆွဲပြီးမှစစ်တပ်ထဲမှာပို့နေတဲ့ကလေးတွေအကြောင်းနင်တို့တခါပြောဘူးလား PDF ဒီကျပဲမြန်မာနိုင်ငံသားတွေမဟုတ်ဘူးပေါ်သားဆွဲပြီးမှစစ်တပ်ထဲမှာထိုးဆောင်ထားတဲ့လူတွေကရောမြန်မာနိုင်ငံသားတွေမဟုတ်ကြဘူးလားသူတို့ရဲ့အသက်ကိုရောနင်တို့တခါပြောခဲ့ဘူးသလားဆိုတော့ဒါကြောင့်မို့ခွေးကြဘူးကတော့လူငယ်လေးတွေပညာတတ်ရမယ်လို့ပြောတယ်လို့ပြောတဲ့ခါမှာအခုဒီပညာတတ်ရမယ်လို့အမြဲတမ်းအိုနေတဲ့ခွေးတောင်စာမင်းအောင်လိုင်ကရောပညာတတ်တာဟုတ်သလားသူသာပညာတတ်ခဲ့တယ်ဆိုရင်မြန်မာနိုင်ငံကိုဒီလောက်အထိဖျက်ဆီးမလားကိုယ့်ရဲ့အာနာတခုကိုပဲကြည့်ပြီးမှမြန်မာနိုင်ငံကိုဒီလောက်အထိဖျက်ဆီးမလားနင်းတို့ဒီလဲကိုသမင်းတနတ်စားရဖို့အရေးမြန်မာနိုင်ငံတလောက်အထိပြာကျနေတာတောင်မှမင်းအောင်လိုင်ရဲ့ဘောမနေတယ်နင်းတို့ဒီကသာတကယ်လို့တာအရင်ရဲ့မိခင်တာဆိုလို့ရှိရင်တော့လက်လွတ်ပစ်မှာပဲဒါပေမဲ့နင်းတို့ဟာတရားစီရင်ခန်းကဘလူးမှဖြစ်တဲ့အတွက်ကြောင့်ချစ်ရောင်ဆောင်ပြီးတော့နင်တို့ကဒီနိုင်ငံကိုဖဲ့စားဖို့လုပ်နေတယ်ဒါကြောင့်မို့ပဲအခုတရုတ်ဒီကရွေးကောက်ပွဲလုပ်ပါဆိုနင်တို့လုပ်တယ်အခုမြန်မာတနိုင်ငံလုံးကိုကြည့်ပါတရုတ်ဒီနဲ့ဆက်နွယ်တဲ့ဝနေရကိုကနေရဒီမှာပဲစစ်ခွေးကင်းစင်တဲ့နေရာဖြစ်နေတယ်နင်တို့ဘယ်နာမှာများနင်တို့ရဲ့အကြောင်းကိုနင်တို့ပြောခဲ့ဘူးတလားစစ်ခွေးတလောက်အထိဘုံကျဲတိုက်ခိုက်တာတောင်နင်တို့ရဲ့မျက်စိထဲမှာအမားလို့တခါမြင်ခဲ့တယ်လားဆိုတော့ဒီနေ့ခွေးကြဘူးနဲ့အတူနင်တို့ဘောမလော်ဘီတွေအားလုံးကလည်းဒီနေ့ PDF တေတာပဲတွေ့တယ်မနေ့ကဇန်နဝါရီလ14ရက်နေ့တရက်ထဲမှာတောင်မှတိုင်း9တိုင်းနဲ့ပြည်နယ်6ခုမပါသေးဘူးကျတို့ကချင်ပြည်နယ်ထဲမှာတောင်ဒီဗမော်တစ်ခုထဲမှာတောင်မှတရက်ထဲမှာနင်းတို့ခွေးအကောင်20လက်နဲ့ချအလင်းဝင်လာခဲ့ပြီဒီလူတွေကရောမြန်မာနိုင်ငံသားတွေမဟုတ်ဘူးလားဒီလက်နဲ့ချလာခဲ့တဲ့စစ်သားတွေသူတို့ကိုကြတော့နင်းဒီ Youth
Peace Forum ထဲမှာမပါစေချင်ဘူးလားဒီနေ့ PDF ဒီကိုပဲနင်တို့ကဒီ Youth Peace Forum ဒီထဲမှာအရန်ပါစေချင်ကြသလား PDF တေတာပဲနင်တို့တွေ့နေကြသလားခွေးကြဘူးအာနာရရှိဖို့ရအတွက်တင်းနေတဲ့လူငယ်လေးတွေအတွက်ရောနင်တို့မစင်စားဘူးလားဆိုတော့ဒီနေ့ကျမတို့ PDF ဒီကိုပဲညီငယ်ညီမငယ်လေးတွေ PDF လူငယ်လေးတွေအလင်းဝင်လာကြပါလို့ဒီလောက်အထိခေါ်နေမဲ့အစားအခုနင်တို့စစ်တပ်ထဲမှာမဝင်ချင်တဲ့သူတွေကိုဆွဲမခေါ်ကြနဲ့လေ PDF ထဲကိုဝင်တဲ့ကလေးတွေကသူတို့ရဲ့ဆန္ဒနဲ့သူတို့ဝင်လာကြတယ်စစ်တပ်တဲ့ခေါ်ယူတယ်ဆိုပြီးမှကျတော့က online မှာတင်လိုက်တယ်နင်တို့လိုပေါ်တာတော့မဆွဲဘူး online မှာတင်ပေးလိုက်တယ်တင်လိုက်တဲ့အခါမှာနင်တို့စစ်ခွေးတွေရဲ့နှိပ်စက်တံကိုမခံချင်တဲ့လူငယ်တွေက PDF တွေကိုဝင်လာကြတယ်နင်တို့လိုပေါ်တာတွေလည်းဆွဲဆံမလို့ဘူးနင်တို့လိုအတင်းအတမနီးအမျိုးမျိုးပြပြီးတော့ထောင်ထဲကြမဲ့သူတွေကိုလည်းနင်တို့ထောင်ကြမလားစစ်တပ်ထဲဝင်မလားဆိုပြီးမှဒီလိုမျိုးအကြက်ကင်တဲ့အလုပ်တွေကျမတို့မလုပ်ခဲ့ဘူးသူတို့ရဲ့စိတ်ဓာတ်နဲ့သူတို့ဝင်လာခဲ့ကြတယ်ဆိုတော့ဒီနေ့ PDF တွေကိုတလောက်အထိနင်တို့ကအတန်းဖက်လို့လဲတတ်မှတ်သေးတယ်ပြီးလို့ရှင်ဒီလိုမျိုး PDF တွေကိုအလင်းဝင်လာကြပါလို့ခဏခဏခေါ်နေမဲ့အစားနင်တို့စီမှာရှိနေတဲ့စစ်တပ်ထဲမှာမဝင်ချင်တဲ့ကလေးတွေကိုထောက်လိုက်ပါလားအခုနေရအတီးတီးထဲမှာနင်တို့စစ်ခွေးတွေအစိုးလိုက်အပြုံလိုက်အစိုးလိုက်ပြုံလိုက်တင်းနေတာကြောနင်တို့စိတ်ထဲမှာမခံစားဘူးလား PDF တွေကိုပဲနင်တို့ချစ်ကြတာလားနော် forum ထဲမှာတက်တဲ့ကလေးတွေဟာမြန်မာနိုင်ငံသားဖြစ်တယ် PDF တွေလည်းမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဒီ PDF လူငယ်လေးတွေကိုလည်းပဲဒီလိုမျိုးငိမ့်ချရဲ့ forum ထဲမှာလာတက်ခိုင်းပြီးမှနိုင်ငံရဲ့ကောင်းကျိုးတစ်ခုခုလုပ်စေချင်တယ်ဆိုလို့ရှိရင်နင်တို့ရဲ့စစ်ခွေးအောက်ထဲမှာရှိနေတဲ့ဘဝပြက်နေတဲ့မျော်လင့်ချက်ကင်းမဲ့နေတဲ့လူငယ်လေးတွေကိုလည်းဒီ youth forum ထဲမှာတက်ခိုင်းလိုက်လေဘာကြောင့်မို့နင်တို့စစ်ခွေးတွေရဲ့လက်အောက်ထဲမှာရှိနေတဲ့ဒီစစ်သားတွေပတ်သားစတွေကိုကြတော့နင်တို့လူလိုမမြင်တော့ဘဲနဲ့တရိษံလိုမြင်တဲ့အတွက်ကြောင့်တို့ကြတော့ငိမ့်ချရဲ့ forum ထဲမှာမခေါ်တာလားဒီနေ့ PDF တွေကိုပဲနင်တို့ငိမ့်ချရဲ့ forum ထဲမှာရန်ခေါ်ချင်ကြသလားတကယ်ဆိုလို့ရှိရင်နင်တို့က PDF တွေကိုကြောက်နေတာလေ PDF တွေကြောင့်ဒီနေ့နင်တို့စစ်ခွေးတွေနဲ့အတူစစ်ခွေးဘောမ lobby တွေအားလုံးအိမ်မပျော်စားမဝနေ့အတိုင်းနင်တို့ရင်တမမနဲ့နေရတဲ့အတွက်ကြောင့်နင်တို့ PDF တွေကိုအလင်းဝင်စေချင်နေကြတာမဟုတ်ဘူးလားခွေးကြဖို့မြန်မာနိုင်ငံမှာရှောက်လေချင်တာပေါ့နင်တို့ဘောမတွေလည်းနေရတကာခောက်ဆွဲဆိုင်တွေမှာတွားစားချင်နေကြတာမဟုတ်ဘူးလားဒါပေမဲ့ PDF ဒီကြောင့်နင်တို့ရဲ့ဘဝမှာခောက်ဆွဲဆိုင်ဆိုတာတော့မမြင်ဘူးကြတော့ဘူးเนาะဒါကြောင့်ဒီနေ့ PDF တွေကိုပဲငိမ့်ချရဲမခေါ်ကြနဲ့ပြီးလို့ရှိရင်အခုဒီထဲမှာဘောမဘာပြန်ပြောလဲဆိုတော့ကျတို့တိုင်းရင်သားမိဘတွေကကလေးတငယ်ဥဝဲလို့ထွက်လာကြတဲ့ကစစ်ခွေးကိုမုံဖို့ရအတွက်ကျတို့ကတင်ပေးလိုက်တယ်ညအိယာဝင်တိုင်းကလေးတငယ်တွေကိုစစ်ခွေးတွေမကောင်းကြောင်ပဲပြောတဲ့အတွက်ကြောင့်တိုင်းရင်သားကလေးတွေကစစ်ခွေးကိုမုံကြတယ်လို့ပြောတယ်ခုဒီ social media ထဲမှာကလေးအဖေရဲ့မနေ့ညအိတ်မပြောဘူးတဝီဝီဆိုပြီးမှလေရင်တွေမီနေတဲ့အတွက်ကြောင့်အိတ်မပြောဘူးလို့ပြောတဲ့ကလေး social media ထဲမှာအများကြီးပြန့်နှံ့ပါတယ်မမြင်ဘူးလားဒီနေ့ဒီကလေးလေးတွေစစ်ရှောင်းတဲ့ကလေးလေးတွေကတော့ချင်းမှာအိတ်နေတဲ့ကလေးလေးတွေကတော့ချင်းမှာမိသားစုလိုက်အိတ်နေတဲ့ကလေးလေးတွေရွာကိုမီးရှို့ခံထားတဲ့ကလေးလေးတွေရွာကိုဘုံကျဲလိုက်လို့မိဘတွေတည်သွားတဲ့ကလေးတွေကနင်တို့စစ်ခွေးတွေမကောင်းချောင်းကိုပြောပြဆရာလို့အောင်မလားနော်ပြောတာတဲ့လက်တွေကကလေးတွေပို့ပြီးမှတ်မိပါတယ်နင်တို့စစ်ခွေးတွေမလောက်ဘဲနဲ့မိဘတွေဘလောက်ပဲစစ်ခွေးတွေကမကောင်းဘူးဒီစစ်တပ်ဆိုတာဟာဖက်စစ်စစ်တပ်ဖြစ်ပါတယ်လို့ဘလောက်ပဲပြောသူတို့ရဲ့မျက်စိထဲမှာနင်တို့ရိုင်းပြတဲ့အရာနင်တို့လူတတ်တဲ့အရာနင်တို့ဘုံကျဲတိုက်ခိုက်တဲ့အရာသူတို့ရဲ့ဘဝမှာဒီကတုတ်ကျင်းထဲမှာအိပ်ရတဲ့ဘဝတွေတာမရှိခဲ့ရင်မိဘတွေဘလောက်ပဲတွန်တင်သူတို့လက်ခံမှာမဟုတ်ဘူးပုံပြင်းလို့ပြောတဲ့အတွက်ကြောင့်ပုံပြင်းလို့ပဲသူတို့မှတ်ကြလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့ဘဝနဲ့ယဉ်ပြီးတည်ယူခဲ့ကြတယ်တချို့ကလေးတွေငငယ်ကလေးကဥဝဲလို့စမွေးလာကလေးကမိဘတွေတည်သွားကြတယ်ဥဝဲဆိုတဲ့ဥစ္စာကိုကိုယ်အိမ်ထဲမှာမဥဝဲနိုင်ပဲနဲ့စစ်ရှောင်တဲ့တောထဲမှာဥဝဲဖြစ်နေတဲ့ကလေးတွေအများကြီးရှိတယ်ဒီကလေးလေးတွေကိုရောဒီနဲ့ကျတော့တင်ပေးတာလားနင်တို့စစ်ခွေးတွေကိုဒီနဲ့လူဖြစ်တဲ့မြန်မာနိုင်ငံသားတွေအားလုံးနင်တို့စစ်ခွေးကိုမုန်းကြတယ်မိဘတွေတင်ပေးဆရာမလို့ဘူးနင်တို့ရဲ့လောက်ရက်တွေကိုနင့်နဲ့ညမြင်နေရတယ်လူပမာတိုင်းရင်သားတွေရဲ့ရွာလိုက်မီးရှို့လိုက်တဲ့ဥစ္စာတွေကလေးတွေမဲလို့ရောနင်းထင်သလား PDF လူငယ်တွေရောက်ကိုအရှင်လက်မီးဖုတ်လိုက်တဲ့ကိစ္စတွေသူတို့မိသားစုတွေ
မေလို့ထင်းနေသလားနင်းတို့တသက်လုံးအခဲကျဲမေလို့ရထင်းသလားမိသားစုတိုင်းရဲ့သမင်းဝိုင်းကိုဖျက်ဆီးခဲ့တယ်မိသားစုတိုင်းရဲ့အိယာကိုဖျက်ဆီးခဲ့လိုက်တယ်နင်းတို့ကိုမြန်မာနင်းတို့စစ်ခွေးတွေကိုပြည်သူလူထုဒီကနေမှပြည်သူဒီနဲ့မြန်မာနိုင်ငံသားတွေလူမြန်မာနိုင်ငံသားတွေနင်းတို့ကိုမေလို့ထင်သလားပြီးလို့ရှင်ဒီထဲမှာကျတို့မိဘတွေရဲ့အမောအကာတတွေလောင်ကျမှုတွေကိုကလေးတွေကိုမပေးပါနဲ့လို့ပြောတဲ့အခါမှာမိဘတွေပေးချင်မလို့ဘူးဒီနေ့ကလေးတွေအကုန်သိတယ်ကျမပြောခဲ့ပြီးပြီကျမသူလေအတော်လေးကြီးမှသူထောင်ကနေထွက်လာခဲ့တဲ့အတွက်ကြောင့်ထောင်ကနေထွက်လာပြီး3-4နှစ်ကျမတို့ဒီကလေးကိုစစ်ခွေးမကြောက်ဖို့ရန်အတွက်တင်ပေးရတယ်စစ်ခွေးမြင်ရင်သူထွက်ပြေးတယ်ပုံးတယ်ကြောင်ကျူကြောင်ကြားမှာပုံးတယ်တင်ပေးဆံမလို့ဘူးဘာကြောင့်လဲဆိုတော့သူ့ဘဝသူထောင်ထဲမှာမွေးဖွားခဲ့တယ်သူတသက်လုံးသူ့မေအေကိုစစ်ခွေးတွေဘလောက်နှိပ်စက်တယ်လဲဆိုတာသူထောင်ထဲမှာမြင်ခဲ့ရတယ်ဆိုတော့အခုမြန်မာနိုင်ငံမှာရှိနေတဲ့လူမြန်မာနိုင်ငံသားတွေအားလုံးဟာနင့်တို့ကိုယွန်းရှားတယ်ဆိုတော့ဘယ်တော့မှမမဲနဲ့ဒီနဲ့နင့်တို့ကကျမတို့ကိုပညာရှိတယ်လို့ပြောပညာမဲ့တယ်လို့ပဲပြောနင့်တို့စစ်ခွေးတွေကိုကျမတို့မြန်မာနိုင်ငံမှာအသက်ရှင်ခွင့်ပေးမှာမဟုတ်ဘူးဆိုတာကိုမြင်မှတ်ထားပါနော်ဆိုတော့အခုကျမတို့နောက်တင်းတစ်ပုတ်အနေနဲ့လည်းဗီဒီယိုတစ်ပုတ်ကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်နော်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်နဲ့ဗိုလ်အလုံးမှုဆောင်အဖွဲ့ဝင်ဒေါ်ထထလိုင်တို့သည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ2025ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လယ်2နာရီမှ3နာရီအချိန်ခန့်အထိရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်နတ်မောက်လမ်းရှိစားတောက်ဆိုင်တစ်ခုမှာပြည်ပတန်ယုံတရုံမှပုပ်ကိုအချို့နဲ့မတ်တက်ဆင်ပြီးတရားမဝင်လျှို့ဝှက်စွာတွေ့ဆုံခဲ့ကြောင်းသတင်းပို့တိုင်ကြားမှုရှိခဲ့ပါသည်အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှန်ကန်ကြောင်းတွေ့ရှိရတဲ့ပြင်ဒေါက်တာတသက်ခိုင်နဲ့ဒေါက်တာထက်လိုင်တို့မှလည်းမှန်ကန်ကြောင်းဝန်ခံထွက်ဆိုခဲ့ပါသည်တို့ဖြစ်ပါ၍ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်နဲ့ဗိုလ်အလုံးမှုဆောင်ဖွဲ့ဝင်ဒေါ်ထထလိုင်တို့အားဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသတင်းရရှိပါရခင်ဗျာအခု social media ထဲမှာခွေးကြဖို့မင်းအွန်လိုင်းကိုကြည့်လိုက်ပါအမြဲတမ်းသူပြုံးလေးပဲเนาะတကယ်အပြစ်မရှိတဲ့ခွေးတကောင်လိုအညိုးအသေးမရှိတဲ့ခွေးတကောင်လိုရိုးသားတဲ့ခွေးတကောင်လိုအပြစ်မရှိတဲ့ခွေးတကောင်လိုပဲသူအမြဲတမ်းတွာလာတတ်တယ်ဒါပေမဲ့သူ့ရဲ့အပြုံးရဲ့နောက်ွယ်မှာအမိတ်ပေးထားတာတွေကအင်မတန်မှကြောက်စရာကောင်းတယ်ခွေးကြဖို့နဲ့တက်ခိုင်ကနိကကလေးနဲ့အလုပ်လုပ်ခဲ့တာဖြစ်တယ်ဌာနတစ်ခုကနေဌာနတစ်ခုကိုလည်းခွေးကြဖို့ကနေမှပြောင်းပေးလိုက်တယ်တက်ခိုင်လွတ်တော်အမတ်အနေနဲ့ဝန်ရှင်ပြိုင်ဖို့ရတော့ဗတ်မအချိန် reject လုပ်လိုက်တဲ့အချိန်အထိတက်ခိုင်ကခွေးကြဖို့မှခွေးကြဖို့ကိုဘယ်တော့မှအပြစ်မမြင်ခဲ့ဘူးဒုတိယအကြိမ်သူ့ကို reject လုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာမှစစ်ခွေးတွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေကတော့ဒိုင်လဲသူတို့ပဲကာနဲ့သူလဲသူတို့ပဲဆိုတဲ့စကားကိုသူထွက်ပြောလာခဲ့ပြီခွေးကြဖို့ကဘသူရဲ့မျက်နှာမှမကြည့်ဘူးတခါ NLD ဘက်ကိုပါဝင်ပြီးပြီဆိုလို့ရှိရင်သူဘယ်တော့မှအညိုးမပြေနိုင်တော့ဘူးဘလောက်ပဲသူ့ရဲ့ဘောမမအခုဒီတက်ခိုင်ကခွေးကြဖို့ဒီပြုတ်လို့မဲ့ရွေးကောက်ပွဲဟာတမတ်ကြပါတယ်လို့ဘလောက်ပဲပြောတက်ခိုင်ရဲ့ background က NLD ကနေလာခဲ့တယ်ဒါကြောင့်မို့ပဲဘူးလက်လက်ဆွေလဲအရင်တော့ကပြောခဲ့တယ် NLD ထဲမှာတခါဝင်ပြီးတဲ့သူဒီကဘယ်တော့မှအချိုးမပြောင်းတော့ဘူးဆိုတဲ့ခံယူချက်သူတို့မှရှိပြီးသားဖြစ်တယ်ဒါကြောင့်မို့တက်ခိုင်တွေကခွေးကြဖို့ရဲ့ဘောဘလောက်ပဲမဘလို့ပဲပြောသူက NLD ပါတီကနေလာတာဖြစ်တဲ့အတွက်ကြောင့်ဘေးတော့မှခွေးတွေရဲ့နိုင်ငံရေးထဲမှာပါလို့မရဘူးဒါကြောင့်မို့ပဲ NDF ဒီကိုလည်းဖြုတ်ချခဲ့တယ်အရှက်မရှိတဲ့စန္ဒာမင်းကတော့ကိုကြီးပါတီမဲမထည့်ရင်ခွေးဖြစ်မယ်ဆိုတော့ကြော်စွာဆိုးတို့ကြားဖြူပါတီဒီကနေမှကျွတ်တင်မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တမမရှိပါဘူးလို့ဘလောက်ပြောကျွတ်တင်မဲနဲ့ပတ်သက်ပြီးတော့ဟိုကဲနဲ့တယောက်ကစန္ဒာမင်းကိုအင်တာဗျူးပြုတဲ့အခါမှာသူကကျဲနှက်တယ်တဲ့အလုပ်တဲ့ဥစ္စာတွေအားလုံးတရားမျှတပါတယ်ဆိုတဲ့အကြောင်းကိုသူပြောခဲ့တယ်။ကျန်းဖွတ်ဒီကလွဲရင်ဘောမတွေကအစင်မပြေပါဘူး UEC နဲ့တွိဆုံတဲ့အဆွေးနွေးချင်းကိုလုပ်တဲ့အထီတောင်ဖြစ်ရင်တောင်မှအခုစန္ဒာမင်းကတော့တရားမျှတပါတယ်တဲ့ပြီးပါပြီပါတီရဲ့ဥက္ကဋ္ဌကိုဖမ်းလိုက်တဲ့ကိစ္စက2025ဒီဇင်ဘာလ18ရက်နေ့တုန်းက2နာရီနဲ့3နာရီကြားမှာတနာရီနီးပါးပေါ့နော်ရွေးကောက်ပွဲကော်မရှင်ကိုခွင့်တောင်းခြင်းမရှိဘဲနဲ့ပြပတယုံတစ်ခုကလူတွေနဲ့စကားတွေးဆုံစကားပြောခဲ့တဲ့အတွက်ကြောင့်သူတို့ကိုဖမ်းတယ်လို့ပြောတယ်တကယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ဥက္ကဋ္ဌကဘယ်သူလဲဒီ UEC ရဲ့ခေါင်းကခွေးကြဖို့ဖြစ်တယ်ဒါကြောင့်မို့ပဲတခုခုဖြစ်တယ်ဆိုလို့ရှိရင်
ခွေးချဖို့ကိုစာရေးကြတယ်တက်ခိုင်ဘာမှကျသူ့ကို reject တော့ကလည်းသူခွေးချဖို့ကိုစာရေးတယ် UEC ကိုလည်းစာရေးတယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဥစ္စာကိုဘာကြောင့်မို့ UEC ကိုစာရေးပြီးမှမပြီးဘဲနဲ့ခွေးချဖို့ကိုဘာကြောင့်စာရေးတယ်လဲလို့ပြောခဲ့ပြီနော်သူနီးတူပဲအခုတက်ခိုင်ကိုတော့သူတို့ဖမ်းချင်နေကြတယ်တကယ်ဆိုလို့ရှိရင်တော့တက်ခိုင်ကခွေးချဖို့ရဲ့လူယုံတော်လို့တောင်ပြောလို့ရတယ်အဲ့လောက်အထိတက်ခိုင်ကခွေးရဲ့ဘောကိုမခဲ့တယ်ဒါပေမဲ့သူ့ရဲ့ background ကဘယ်ကလာတယ်လဲ NLD ကနေလာတာခွေးချဖို့ကတကယ်လို့တာမြန်မာစာတာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့အเจ้าနေမှာ NLD ရဲ့ LD ဒီစာသုံးလုံးကိုဖြုတ်ရမယ်လို့သူပြောချင်လဲပြောမယ်ဒါပေမဲ့ဒါက English စကားလုံးဖြစ်နေတဲ့အတွက်ကြောင့် तू မတတ်နိုင်လို့တာ तू မဖြုတ်ဘဲနဲ့ထပ်ထားတာတကယ်လို့တာမြန်မာစာကပီးဒီတာဆိုလို့ရှိရင်တော့ तू ဖြုတ်ပြစ်မှာပဲနော်အဲ့လောက်အထိသူက NLD တွေကိုမုန်းတာတကယ်လို့တာတော့အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်ကနေမှသူ့ကိုတမရပေးရင်တော့ဒီအညိုးတွေကလုံးဝရှိမှာမဟုတ်ဘူးဒါပေမဲ့တော့အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်ကနေမှမပေးခဲ့တဲ့အတွက်ကြောင့်NLD ဆိုတဲ့အနန့်တောင်သူမနန့်ချင်ဘူးကြားတောင်မကြားချင်ဘူးဒါကြောင့်မို့ကြရှုံးသွားတဲ့တော်လိုင်းရဲပေါ်ဒီရဲ့အုတ်ကိုအနီဆိုးတဲ့အခါမှာထုံးတဲ့အကုန်လိုက်တုံးလိုက်တယ်ဆိုတာကျမတို့အားလုံးလည်းကြားပြီးသားဖြစ်လိမ့်မယ်နော်ဒါကြောင့်အနီမှန်သမျှအားလုံးကိုသူတို့မုန်းကြတာခွေးချဖို့နဲ့မိတ်ဆွေဖွဲ့တာပဲဖြစ်ဖြစ်ခွေးချဖို့နဲ့ခင်တာပဲဖြစ်ဖြစ်တခါခွေးချဖို့နဲ့ခင်ခဲ့တယ်သူကြိုက်တဲ့အတိုင်းပဲလုပ်ရမယ်သူ့ကိုလုံးဝအတွန့်အတက်လုံးဝလုံးလို့မရဘူးအတွန့်အတက်လုပ်တယ်ဆိုလို့ရှိရင် तू ဖမ်းဖို့အစင်တက်မှာဖမ်းတဲ့အခါမှာလဲ तू မုန်းလို့ဖမ်းနေဆိုတဲ့အဓိပ္ပာယ်ကိုမပေါက်ရောက်အောင်နီးမျိုးစုံနဲ့ပုံစံပြောင်းပြီးမှ तू ကဖမ်းတယ်တက်ခိုင်ပြောခဲ့တာကဒီရွေးကောက်ပွဲတရားမျှတမယ်လို့ထင်သလားလို့ပြောတဲ့အခါမှာ तू ပြောတယ်ရွေးကောက်ပွဲပြီးတဲ့အချိန်ကျမှပဲပြောလို့ရမယ်အခုကတော့ပြောလို့တော့မရသေးဘူးဆိုတဲ့အကြောင်းကိုပြောသွားတယ်ဆိုတော့အစကတည်းက तू ပြောပြီးတာစစ်ခွေကောင်းဆောင်တွေဘက်ကနေမှပါတီထဲမှာဝန်ပြိုင်နေသူတို့ပဲတိုင်လုပ်ပြီးသူတို့ပဲကနေလို့အဲ့လိုမျိုးပြောလိုက်တယ်ဆိုတော့ဒီဇင်ဘာလ28ရက်နေ့လုပ်တဲ့ပလုံကောက်ပွဲမှာလည်းတက်ခိုင်တို့လုံးဝမနိုင်ဘူးဒုတိယမှာလည်းတက်ခိုင်နေမနိုင်ဘူးတက်ခိုင်တို့အဖွဲ့ကလုံးဝမနိုင်ဘူးမနိုင်တဲ့အခါမှာတက်ခိုင်ကတခုမဟုတ်လို့ရှင်တခုအနေနဲ့ပြောလာမှာပဲဆိုတဲ့ဥစ္စာကိုခွေးချဖို့သိတယ်။ဘာကြောင့်လဲဆို तू ပြောပြီးတာရွေးကောက်ပွဲပြီးတဲ့အချိန်ကျမှပဲ तू ပြောလို့ရမယ်လို့ပြောတယ်ဆိုတော့ခွေးဒီလုံးမဲ့ဒီရွေးကောက်ပွဲကသုံးခါခွဲပြီးလုပ်တယ်လို့ပြောပေမဲ့နှစ်ခါမှအဖြစ်ပေါ်သွားပြီဗတ်မမှာလည်းရှုံးတယ်ဒုတိယမှာလည်းရှုံးတယ်ဆိုကြတဲ့တော့တတိယမှာကရွေးကောက်ပွဲနေမြေဒီနည်းနည်းပဲကြံတော့တယ်ဒီနေရနည်းနည်းလေးထဲမှာဘလိုနီးနဲ့သူတို့နိုင်မှာလဲဒါကိုခွေးတွေကအကုန်တိပြီးသားဖြစ်တယ်မနိုင်တော့ဘူးဆိုတဲ့အခါမှာတကယ်လို့ဘောမလော်ဘီဒီဘက်ကနေမှအင်တာဗျူးပြုလို့ရှိရင်တက်ခိုင်ကဘာပြောမလားတရားမျှတမှုမရှိပါဘူးကြိုတင်မဲပေးတဲ့နေရာမှာလည်းမျှတမှုမရှိပါဘူးဆိုတဲ့စကားတွေပြောတယ်ဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်မို့တက်ခိုင်ကိုဖမ်းလိုက်တယ်ဒီဇင်ဘာလ18ရက်နေ့မှာတက်ခိုင်ကပြပတယုံကလူတွေနဲ့စကားပြောခဲ့တယ်ဗတ်မပလုံကောက်ပွဲလုပ်တာက28ရက်နေ့ဆိုလို့ရှိရင်28ရက်ကိုမတွေ့ဘူးဆိုလို့ရှိရင်9ရက်ကြာမှရှိတယ်ဘာကြောင့်မို့အဲ့ချိန်မှာမဖမ်းတာလဲနောက်တစ်ခုကတော့ဒုတိယပလုံကောက်ပွဲနဲ့ဇန်နဝါရီလ17ကိုမတွေ့ဘဲနဲ့30ထိဆိုလို့ရှိရင်23ရက်ကြာတယ်ဆိုတော့ဒီလောက်အထိအချိန်ယူရတာလားအမှုပညာရှင်တွေတော်လာရေးဒီရဲ့ reaction ထဲမှာ like လေးပေးလိုက်တာတပတ်မကြဘူးဖတ်နိုင်ဖြစ်ခဲ့ပြီလေဒီ social media မှာဖြစ်တဲ့ဥစ္စာကိုတောင်မှချက်ချင်းဖတ်နိုင်ခဲ့တယ်ဆိုလို့ရှိရင်လူအကောင်လိုက် restaurant မှာလူတွေနဲ့စကားပြောခဲ့တယ်9ရက်10ရက်တောင်အချိန်ယူရသလားဘာထမအကြိမ်မှာတက်ခိုင်တွေရှုံးတယ်ဆိုပေမဲ့ဒုတိယအကြိမ်ကိုသူတို့မပြောနိုင်သေးဘူးဒါကြောင့်မို့သူတို့ကဒုတိယပလုံကောက်ပွဲ reserve ကိုသူတို့စောင့်နေတာဖြစ်တယ်ဒုတိယ reserve အောက်တဲ့အချိန်မှာဒီပြပါတီဒီရှုံးသွားပြီဆိုတဲ့အခါမှာတေချာသွားပြီတတိယကမျောလင့်လို့မရတော့ဘူးဘာထမနဲ့ဒုတိယမှာနိုင်တဲ့သူတွေကဒါစိတ်ချမှုရှိတယ်ဆိုတော့အခုတက်ခိုင်တော့ကနှစ်ခါစလုံးရှုံးသွားပြီဆိုတော့ဆိုတတရမှာလည်းနိုင်ဖို့အလားအလာမရှိတော့ဘူးဘလိုနီးနေမှသူတို့ကအစိုးရဖွဲ့နေခြင်းမရှိဘူးဆိုတဲ့အခါမှာဘောမလော်ဘီဒီဘက်ကလည်းမမဲလာလို့ရှိရင်တက်ခိုင်ကတေးချတယ်သူပြောမယ်လုံးဝမျှတမှုမရှိဘူးလို့ဆိုတဲ့စကားကိုပြောလာမှာဖြစ်တဲ့အတွက်ကြောင့်တတရရွေးကောက်ပွဲမရောက်ခင်မှာသူ့ကိုဖမ်းလိုက်တာဖြစ်တယ်ခွေးကြဖို့တယောက်တမရရရှိဖို့ရအတွက်ပြည်သူတွေအများကြီးတက်ပေးခဲ့ရပြီမြန်မာနိုင်ငံညဉ့်ညက်ကျေသွားပြီတိုက်နဲ့ကားနဲ့နေတဲ့သူတွေစစ်ပေးရှောင်ခဲ့ရတယ်
တဲ့မိသားစုပျော်ပျော်ရွှင်ရွှင်သမင်းစားတဲ့သမင်းဝိုင်းတိုင်းကိုစစ်ခွေးတွေဖျက်ဆီးခဲ့လိုက်ပြီခွေးကြဘူးဒီရဲ့ရေရွယ်ချက်ပြည့်စုံဖို့ရာအတွက်ခွေးကြဘူးကတော့တက်တက်သွားမှာပဲပြီးပါပြီပါတီဒီရှိချင်းမရှိချင်းဟာခွေးကြဘူးနဲ့ဘာမှမဆိုင်ဘူးသူတို့အတွက်အရေးကြီးတာဟာခွေးတွေဆက်လက်ပြီးတော့မြန်မာနိုင်ငံကိုလူအင်ကြီးဝတ်ပြီးတော့အုပ်ချုပ်နိုင်ဖို့တာသူတို့ရဲ့အရေးဖြစ်တယ်ဒါကိုနင်တို့ဘောမတွေတိထားကြပါဒီနေ့ကျွန်တော်တို့တော်လန်ရေးဒီကနေမှဒါဟာအတူအယောင်ရွေးကောက်ပွဲဖြစ်တယ်စစ်ခွေးတွေရဲ့တက်ဆိုးရှယ်ဖို့ရအတွက်ဖြစ်တယ်လို့ပြောရင်နင်တို့လက်မခံဘူးမဟုတ်လားအခုနင်တို့ခံကြတော့နော်အခုနင်တို့ကစားလေယူစုပ်လေစုဖြစ်နေတဲ့ပါတီဒီကြီးပဲဖြစ်နေကြပြီဆိုတဲ့အကြောင်းပြောချင်တယ်နော်ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ